အဲ့ဒါလောက်ကျန်းလို့ရပြီဖြစ်ပါတယ်ဒါပေမဲ့လည်းရန်သူကအိုဆူဇူကီတယောက်ဖြစ်နေရကြောင်းအခွင့်မသာပဲအရေးနိုင်နေတဲ့အချိန်သူ့ရဲ့တွဲဘက်ဆာစကေကရင်းနေကန်နဲ့အတူရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ဘလောက်ပဲအတိခံရပါစေလက်မလျှော့တတ်တဲ့ကောင်တွေဖြစ်လို့ဆာစကေရဲ့ရှူရီကန်နဲ့ကာပစ်ခိုင်းတတ်လိုက်ပြီးအီရှီကီကလည်းအားလုံးကိုချုံပြစ်နေပြီမဲ့သူ့ရဲ့ဓာတ်နဲ့လှမ်းပစ်လိုက်တဲ့အချိန်မှာတော့ချုံလို့မရပဲအဲ့ဒါကပုံပြောင်းထားတဲ့ဘော်ရူတူဖြစ်နေကြတာဖြစ်ပါတယ်အီရှီကီရဲ့ဂျူဆူကတက်ရှိတွေအပေါ်မတက်ရောက်တာကိုအသုံးချလိုက်တာဖြစ်ပြီးဆာစကေကသူ့တပည့်ဘော်ရူတူရဲ့စိတ်ကိုမိုမိုရှိကီလာထိချုပ်သွားမယ်ဆိုရင်နေရီတိုကတော့သူ့သားကိုတားနိုင်မှာမဟုတ်တဲ့အတွက်နောက်ဆုံးတက်ရမယ်ဆိုရင်တော့ရအောင်တားဖို့ဆရာတယောက်အနေနဲ့တန်နှိမ့်ထန်ချထားတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့ဒါကြောင့်ဘော်ရူတူကလည်းဆာစကေရဲ့ခေါင်းစည်းကိုထပ်ငါးပေးဖို့တောင်းဆိုလိုက်ပြီးသူကိုယ်တိုင်အသက်နဲ့ရင်းမို့အထိဆုံးဖြတ်ပြီးမှရောက်လာတာဖြစ်တဲ့အပြင်အီရှီကီကိုလည်းစတေတိုင်းနေနေစုနဲ့တခြားနေရာကိုခေါ်ထုတ်သွားလိုက်ပါတယ်ဆာစကေကလည်းဘော်ရူတူရဲ့ချာကရာနောက်လိုက်လာတဲ့အတွက်ဘယ်နေရာကိုရောက်လာမှန်းတော့မသိပေမဲ့ဒီနေရာမှာဆိုရင်ရွာကိုထိလိုက်မှစိတ်မပူရပဲမိကုန်ရန်ကုန်တီးလို့ရပြီဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အီရှီကီရဲ့တက်တန်က2ရက်လောက်ပဲခံတော့မှဖြစ်တဲ့အတွက်ဒီနေရာကနေအချိန်မပြည့်ခင်ထွက်သွားလို့မရအောင်တားကြရမှာဖြစ်ပေမဲ့အိုဆူဇူကီဖြစ်နေရကြောင်းလွယ်တော့မလွယ်ပဲဆာစကေအဖြက်ဆွမ်းကြီးလာပါတယ်ဆိုတဲ့ချီတိုရီကိုတော့အေးအေးဆေးဆေးတားပြလိုက်တာဖြစ်ပါတယ်အီရှီကီကသူတယောက်တည်းစပေတိုင်းညီစုနဲ့ပြန်သွားရင်လည်းအနှောက်အယှက်တွေကလိုက်လာအောင်မှဖြစ်လို့ဒီနေရာမှာအပြက်ရှင်းဖို့ပဲဆုံးဖြတ်လိုက်ပြီးခါဝါကီကလည်းသူ့ကိုယ်ရဲ့ကိုခါမှပြန်ထည့်ပေးလိုက်တယ်ဆိုတဲ့အိမ်မက်ကနေလိုးလာခဲ့ပြီဖြစ်ပါတယ်ခါဝါကီမေလဲနေတော့ဖြစ်သွားတဲ့ကိစ္စတွေကိုအာမာတိုကပြပြပေးလိုက်ပြီးရှီကာမာတို့ကလည်းအီရှီကီနဲ့ညံရီတို့တခြားဒမန်ရှင်းတစ်ခုမှတိုက်ခိုက်နေကြတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ခါဝါကီကချက်ချင်းထားလိုက်သွားဖို့လုပ်ပြီးမြဲသူ့လက်မှာခါမာကရှိမနေတော့ပဲအီရှီကီကသူ့မသိခင်နောက်ထပ်ခါမာတစ်ခုထည့်ပေးခြင်းနေရဖြစ်တဲ့အကြောင်းမှသိလိုက်ရပါတယ်အီရှီကီကနောက်ထပ်2ရက်လောက်ပဲအသက်ရှင်တော့မှဖြစ်လို့အဲ့မတိုင်ခင်သူ့ကိုဒီနေရာမှာပဲပုံနေရမယ့်အကြောင်းရှင်းပြလိုက်ကြပြီးတစ်ဖက်မှာလည်းနေရီတိုကအီရှီကီကိုလုံးဝထိမ့်မနေတော့ပဲအားရပါရလိုက်ချပေးမယ်အဆင်မပြေတဲ့အတွက်ရှယ်ရိုကလုံးဂျူဆူကိုထုတ်သုံးလိုက်ပါတယ်စက်တိုက်အာယုံလွှဲပေးထားတော့မှထုံးစက်အတိုင်းသူ့ညီနောင်ဘာလုပ်မယ်ဆိုတာကိုသဘောပေါက်တဲ့အတွက်ဖမ်းချုပ်ပေးလိုက်ပြီးမြဲရုပ်တရက်သူတို့ရဲ့အပေါ်ကနေလေးလံနဲ့ကုပတုံးတွေကျလာတာကြောင့်2ယောက်သားအသေးအတန်ရှောင်လိုက်ရတာဖြစ်ပါတယ်အီရှီကီကလုံးဝအနာမပေးပဲဆာစကေကိုပပနဲ့တီးပြလိုက်တဲ့ပြင်နေရီတိုကိုလည်းဘာမှမတုံ့ပြန်နိုင်တဲ့အထိဒုက္ခကောင်းကောင်းပေးနေပြီးဂျူဆူတွေကိုပါချုံပြစ်နေရကြောင်းချာကရာလက်တီးကိုတုံးပြီးထိုင်ဂျူဆူနဲ့ချင်းဆိုင်မိမဲ့ဆူကူနာဟီကိုနာဒိုဂျူဆူအစွမ်းကအတော်လေးဒုက္ခပေးနေကြတာဖြစ်ပါတယ်တကိုယ်လုံးကိုဒုတ်ချောင်းနဲ့စိုက်ပစ်လိုက်တာကြောင့်ခူရာမဖောင်မှာပျောက်သွားခဲ့ပြီးနောက်ထပ်ကုပတုံးတစ်ခုနဲ့ဖိထားတာကိုပါခံလိုက်ရပါတယ်ဆာစကေကိုတော့ဘော်ရူတိုကကဲဖို့ကြိုးစားနေတဲ့အချိန်အနားမှာအီရှီကီကိုတွေ့လိုက်ရတဲ့အတွက်သူ့တပည့်ကိုကောက်ွယ်ဖို့ရင်းနေကနေချက်ချင်းနေရာလဲလိုက်ပြီးပါရမီရှင်ဖြစ်တဲ့ဆာစကေကတားဖ2ယောက်လုံးအတွက်ဆိုရင်တော့အမြဲတမ်းသူ့ခန္ဓာကိုယ်နဲ့လိုလျောက်ကောက်ွယ်ပေးနေမိတာဖြစ်ပါတယ်အီရှီကီကလည်းဆာစကေအဲ့လိုလုပ်မယ်ဆိုတာကိုသိလို့ဘော်ရူတိုကိုတက်မင်တက်ခိုက်လိုက်တာဖြစ်ပြီးအာမာတိုကလည်းနေရီတိုနဲ့ဆာစကေကအီရှီကီကို2ရက်လုံးထိန်းထားနိုင်မှာမဟုတ်ဘူးဆိုတာကိုသိပေမဲ့ဒီတိုက်ပွဲမှာဘော်ရူတိုကအခက်အခဲဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အီရှီကီကဆာစကေကိုအပြတ်ရှင်းတော့မဲ့အချိန်ဘော်ရူတိုကသူ့ဆရာကိုကယ်ဖို့အတွက်ဖီးအားပြင်းရာစင်ကန်နဲ့ကုမာတုံးကိုအသေးအတန်ဖျက်ဆီးဖို့ကြိုးစားပြီးမြဲတဖြည်းဖြည်းနေဆင်းလာခဲ့ပြီးဆယ်မီကနေနဖျားတပ်ပင်ဖြစ်လာဖို့ဆိုရင်ဒီအတိုင်းမြေကြီးတဲ့ကိုချဆိုင်လို့မရပဲအိုဆူဇူကီတယောက်ကိုအရှင်လက်လက်အစာအဖြစ်ကျွေးရတဲ့အကြောင်းအာမာတိုကရှင်းပြလိုက်ပါတယ်အဲ့ချိန်ဘော်ရူတိုကသူ့ရဲ့အင်အားနဲ့လုံးဝမတားနိုင်တော့ပေမဲ့အီရှီကီကသူတို့နှစ်ယောက်ကိုလုံးဝမတတ်ပဲဂျူဆူကိုပြန်ဖြတ်ပေးလိုက်ပြီးဘော်ရူပြောခဲ့တဲ့သူ့ကြောင့်ပဲခါရာရဲ့အစီအစဉ်ကအများကြီးအချိန်ကုန်တတ်သွားတယ်ဆိုတဲ့စကားအရအီရှီကီအတွက်သူကအတုံးဝင်လို့တေအောင်တတ်လို့မရဘူးဆိုတာဘော်ရူတိုကသဘောပေါက်သွားခဲ့ပါတယ်အဲ့ဒါကြောင့်ပဲသူ့ကိုယ်သူခုနိုင်နဲ့ထောက်လိုက်ပြီးဒီလိုလာကြတဲ့ကသူ့အသက်ကိုဆွန့်လွတ်ဖို့ဒီတန်နေချန်ချထားပြီးသားဖြစ်လို့သူ့လည်းဘင်းကိုပြန်ထိုးလိုက်ပေမဲ့အီရှီကီကဆူကူနာဟီကိုနာနဲ့ချုံပြလိုက်ပါတယ်ဆာစကေကအီရှီကီတက်တန်းကုန်တဲ့အထိအချိန်ဆွဲထားဖို့ပြောနေရုံမှာပဲဗစက်ပိတ်ခံလိုက်ရပြီးဆယ်မီကနေနဖျားတပ်ပင်ပြောင်းဖို့အတွက်အိုဆူဇူကီတယောက်ကအစားခံရတာကြောင့်ဂျိုတခုစီကိုအိုဆူဇူကီ2ယောက်တွဲလာကြတာဖြစ်တဲ့အကြောင်းအာမာတိုကရှင်းပြလိုက်ပါတယ်သူတို့အသက်ကိုစရေရတယ်ဆိုပေမဲ့အိုဆူဇူကီတွေကခါမရှိတဲ့ရွေပြန်ရှင်းတန်နိုင်တဲ့အတွက်အစားခံရမယ့်သူကကိုယ်တည်းကိုမသိခင်မှာတည်းကကြိုတင်ပြင်ဆင်ထားတတ်ကြတာဖြစ်ပါတယ်ခါကူယာကအီရှီကီတဲ့တဆင်းနေတဲ့အိုဆူဇူကီဖြစ်လို့ဆယ်မီစီမှာအစားခံရမှာဖြစ်ပေမဲ့ခါကူယာကဘာကြောင့်မှမသိတစ္ဆာထားပေါက်လို့အစီအစဉ်ပြတ်ခဲ့ရတာဖြစ်ပြီးပြန်ကောင်းထောင်းမစွာအသက်ရှင်နေခဲ့တဲ့အီရှီကီကတော့အဲ့ဒီအကြံကိုတူတယောက်တည်းဆက်လက်အကောင့်ထဲပေါ်နေခဲ့တာဖြစ်ပါတယ်မူလအစီအစဉ်ကတော့ဂျီကန်ရဲ့အိုဆူဇူကီခန္ဓာကိုယ်ဆယ်မီစီကျွေးပြီးသူကခါဝါကီရဲ့ကိုယ်နဲ့ပြန်လဲရှင်းတာမှာဖြစ်ပေမဲ့ခုလက်ရှိမှာတော့စရေကန်ဂျီကန်မရှိတော့တဲ့အတွက်အီရှီကီကမိုမိုရှိကီရဲ့ဖန်ဆယ်ဖြစ်တဲ့ဘော်ရူတိုကိုဆယ်မီစီကျွေးခြင်းလို့အသေးသက်လို့မရတာဖြစ်ပါတယ်ဒါပေမဲ့အသက်ရှင်နေရဲ့ဆိုုံနဲ့ရပြီဖြစ်လို့ဘော်ရူတိုရဲ့လက်နဲ့နန်ယိုတွေကိုချိုးပစ်လိုက်ပြီးချာကရာတစ်တီးဆိုတာကလည်းအပင်ကောင်းမှအသီးကောင်းကိုရမှာဖြစ်လို့မြေဩဇာကောင်းဖို့လည်းလိုတဲ့အတွက်ပြေးသွားတဲ့အစာအာဟာရဖြစ်အုံနာကျိုးကန်းဂျီကန်အစာငယ်ရွယ်ပြီးကျမ်းမာတန်ဆွမ်းတဲ့ဘော်ရူတိုကိုရွေးချယ်လိုက်မယ်ဆိုရင်တစ်ပင်နဲ့အသီးကပုံမတန်မာစွာဖြစ်ထွန်းသွားမှာဖြစ်ပါတယ်ဒါပေမဲ့လည်းဘော်ရူတိုအပြင်နေရီတိုရဲ့ဆာစကေပါကြာရှုံးသွားမယ်ဆိုရင်တော့မျောလင်းချက်ရှိမှာမဟုတ်တော့ပဲဒါကအာမာတိုသူကိုယ်တိုင်တွက်ဆထားတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုတည်းသောမျောလင်းချက်ဖြစ်လို့ထိုင်ဆူတောင်းနေရုံပဲတက်နိုင်ကြတော့တာဖြစ်ပါတယ်အဲ့ချိန်ကုပတုံးနှစ်ခုကြားမှာနေရီတိုကလုံးဝမလုံနိုင်တော့တဲ့အခြေအနေမှာတော့ဟိုကာကဲတယောက်အနေနဲ့သူ့ရကိုကာကွယ်ဖို့ကသူ့အသက်ထက်အရေးကြီးရဲ့လို့ပြောနေပြီးဇွဲမလျှော့ပဲတင်းခတ်နေပြီမဲ့ခူရာမပြောတဲ့အတိုင်းအီရှီကီကိုအနိုင်ယူဖို့ကတော့မျောလင်းချက်မဲတဲ့လောက်အခြေအနေကိုရောက်နေခဲ့ပြီဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲနေရီတိုကတကယ်တေဖို့အသိမြင်ထားရဲဆိုရင်နောက်ဆုံးနည်းလမ်းတစ်ခုတော့ရှိရဲ့အကြောင်းခူရာမကပြောပြလိုက်ပါတယ်ဒီလိုမျိုးသူ့ရှိမှာအဆက်တကွဲတရားအထက်ဆိုင်ရင်တော့ပိုကောင်းနိုင်တော့တဲ့အတွက်စမ်းကြည့်ဖို့ပြောလိုက်ပြီးအဲ့ဒါကိုသုံးမဲ့ဆိုရင်တော့ကျင်းနေပေါအသက်နဲ့ရင်းရမှာဖြစ်လို့သုံးမဲ့မသုံးဘူးဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်ဖို့ခူရာမကပြောပြလိုက်ပါတယ်နေရီတိုကတော့ဘာမှစဉ်းစားမနေပဲသူကဟိုကာကဲဖြစ်လာဖို့ဆုံးဖြတ်လိုက်တဲ့အချိန်တွေကစလို့တေဖို့အတွက်ပြင်ဆင်ထားပြီးသားဖြစ်တာကြောင့်ခူရာမပြောတဲ့နောက်ဆုံးဆွမ်းအားကိုထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်ဆုံးဖြတ်ပြီးရတဲ့နေရီတိုရဲ့ဆွမ်းအားကရုပ်ရည်ဆိုသလိုလုံးဝထိုးတက်သွားခဲ့ပြီးဘော်ရူတိုရဲ့အနားမှာရှိနေတဲ့အီရှီကီစီကိုမြန်ဆန်တဲ့အလင်းကြီးမားတဲ့ဆွမ်းအားမတူညီတဲ့အရာကွဲပြားတဲ့ပုံစံအသစ်နဲ့ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်